တို့တက်ရောက်ပေးကြပါသောဂုဏ်တည်ရှိလူကြီးမင်းများဆရာကြီးဆရာမကြီးများဖိတ်ကြားထားသောဧည့်သည်တော်များနှင့်တကွကျောင်းသားကျောင်းသူများအားလုံးကိုမင်္ဂလာညနေခင်းလေးပါလို့နှုတ်ခွန်းဆက်တာဂါရဝပြုအပ်ပါတယ်ရှင်အခုလိုမင်္ဂလာရှိတဲ့ညနေခင်းလေးမှာကြောက်လာသောဧည့်သည်တော်ပေါင်းနှင့်ကျမတို့၏ခရီးဆောင်ကြီးလက်ပွင့်နေရန်ရည်ရွယ်ပြီးကျောင်းသားကျောင်းသူနှစ်ဦးမှရွှေလက်ကားကြီးဖွင့်မအောင်တခြင်းဖြင့်တည်ဆုံဖြောပြပေးမှာဖြစ်ပါရဲ့ရှင်။တို့ပါ၍ကျောင်းသားကျောင်းသူနှစ်ဦးကစင်ပြင်းထက်သို့ဖိတ်ကြား
အောင်ပြေရှ